မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်၏တိတ်ဆိတ်ခြင်းအတန်မင်းအောင်လှိုင်အတွက်မူချိုပြတမ်းမင်းအောင်လှိုင်သည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ကိုအလွန်တရာမုန်းတီးသူဖြစ်ကြောင်းလွန်ခဲ့သော9နှစ်အတွင်း၎င်း၏လူသိရှင်ကြားပြောဆိုချက်များကအထင်အရှားသက်သေပြခဲ့ပြီးဖြစ်ပါသည်ဖြစ်နိုင်ပြီဆိုလျင်ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ကြံတက်ဖြတ်ရန်စိတ်ကူးတဲ့တွင်အကြိမ်ကြိမ်ကြိုးပမ်းနေမိသူတအုပ်ဖြစ်ပါလိမ့်မယ်မင်းအောင်လှိုင်ထိုကဲ့သို့မလုံနိုင်ဘူးဟုမိသူမျှအာမခံနိုင်မည်မဟုတ်ပါ၎င်း၏ဆရာသမားအာနာရှင်ဟောင်းတန်းရွှေကိုယ်တိုင်2003ခုနှစ်မေလ30ရက်နေ့ကဒေါ်အောင်ဆန်းစုကြည်ကိုစကိုင်းတိုင်းဒီပဲရင်မြို့အနီးတွင်စနစ်တကျလှုပ်ကြံတက်ဖြတ်ရန်ကြန့်ခိုင်ဖွံ့ဖြိုးရေးအသင်းယခုပါတီအဖွဲ့ဝင်များကိုရာနှင့်ချီဆေလွတ်ပြီးအကြမ်းဖက်တိုက်ခိုက်စေခဲ့ဘူးသည်မဟုတ်ပါလားမကြသေးမီကလည်းကြန့်ခိုင်ရေးပါတီအမာခံအစွန်းရောက်ဘူးလလဆွေကရုရှားတွင်သမ္မတပူတင်ကအတိုက်အခံနိုင်ငံရေးကောင်းဆောင်ကိုထောင်ထဲတွင်မိခဲ့သို့တပ်ဖြတ်ရှင်းလင်းခဲ့ကြောင်း၎င်း၏ဆိုရှယ်မီဒီယာမှာတဆင့်ပြောဆိုခဲ့သည်ပါ။ထို့မြအမုန်းတရားကြီးမားသောစစ်ကောင်းဆောင်မြောင်လိုက်သည်ကိုယ်တိုင်ခန့်သမ္မတရာထူးရယူပြီးနောက်နိုင်ငံတကာအသိမှတ်ပြုမှုရရှိရေးကြိုးပမ်းချက်ဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံတော်ကစေတနာမေတ္တာထားသောအဖြစ်ဟုဆိုကစစ်တပ်ဝါဒဖြင့်မြန်မာအလင်းသတင်းစာတွင်သူ၏တပ်ပုံနှင့်တကွသတင်းတိုတစ်ခုကိုမကြသေးခင်ကထုတ်ပြန်ခဲ့ပါသည်။ဧပြီလ30ရက်နေ့ကစုံလာပြီးနေ့ဗုဒ္ဓနေ့တွင်ထုတ်ပြန်ခဲ့သောအဆိုပါသတင်းတို့တွင်နေပြည်တော်အကျဉ်းထောင်တွင်ပြည်ထန်ကြခံလျက်ရှိသည့်ဒေါ်အောင်ဆန်းစုကြည်အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်941ပုံမှန်ခွဲ1အရ၎င်းကြခံရန်ကြံရှိသည့်ပြည်ထန်များကိုသတ်မှတ်ထားသည့်နေအိမ်၌ဆက်လက်ကြခံစီရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းထုတ်ပြန်ချက်ကိုမေလ1ရက်နေ့မြန်မာအလင်းသတင်းစာကသတင်းအဖြစ်ဖော်ပြထားပါသည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုထွင်းချက်နှင့်လွှတ်ပေးစဉ်ကကဲ့သို့မင်းအောင်လှိုင်ကိုယ်တိုင်ကြီးညာချက်အမှတ်ဖြင့်လက်မှတ်ထိုးထုတ်ပြန်ခြင်းမျိုးမဟုတ်ဘဲတာမန်သတင်းတစ်ခုကဲ့သို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ထို့ပြင်ယခုအခါနိုင်ငံတကာမီဒီယာများတွင်ကြကြပြန့်ပြန့်သုံးစွဲနေသောနေအိမ်အကျယ်ကျုပ်ဆိုသည့်အသုံးနှုန်းကိုလုံးဝသုံးနှုန်းထားခြင်းမရှိဘဲသတ်မှတ်ထားသည့်နေအိမ်ဟုသာဖော်ပြထားပြီးသတင်းနှင့်အတူစစ်ဝတ်စုံဝတ်ဆင်ထားသူတအုပ်ရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်ထားသူတအုပ်တို့ကဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနေသည့်တပ်ပုံကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ထိုသတင်းနှင့်တပ်ပုံထွက်ပေါ်လာပြီးနေပြည်တော်၏ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သောလှုပ်ရှားမှုများကိုစောင့်ကြည့်လေ့လာခဲ့ပြီးအငြင်းပွားပွဲတပ်ပုံကိုလည်းလေ့လာခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ပျောက်ဆုံးနေခြင်းယနေ့အချိန်ထိဒေါ်အောင်ဆန်းစုကြည်ပျောက်ဆုံးနေခြင်းကစိတ်ကူးမှန်းဆချက်မဟုတ်ပါအချက်အလက်ဖြစ်သည်ဒေါ်အောင်ဆန်းစုကြည်ပျောက်ဆုံးနေခြင်းနဲ့ပတ်သက်ပြီးနိုင်ငံတကာအတိုင်းဝိုင်းကပေါ့ပေါ့ဆဆမထားကြတော့ပဲသူ့ကိုချက်ချင်းလွှတ်ပေးရန်မိသားစုနှင့်တွေ့ဆုံခွင့်ပေးရန်သူ၏ရှိနေအဖွဲ့နှင့်တွေ့ဆုံခွင့်ပေးရန်တောင်းဆိုမှုများခက်စိတ်စိတ်တွေ့လာရပြီးဖြစ်သည်စေအုပ်စုကသတင်းနှင့်တပ်ပုံထုတ်ပြန်ခဲ့ခြင်းသည်တနည်းအားဖြင့်ဒေါ်အောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိနေပါသည်ဟုတက်သည့်ထူးပြခြင်းဖြစ်တော်လဲထိုတပ်ပုံကိုမိသည့်အချိန်ကာလတွင်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းတပ်ပုံသည်မိပညာဖြင့်ပြုပြင်ထားခြင်းမဟုတ်ဘဲအစစ်အမှန်ဖြစ်ကြောင်းမိသူမှအတိမပြုနိုင်သလိုဒေါ်အောင်ဆန်းစုကြည်ကိုထွေးဆုံနေသည့်ယုံကြည်ရသောရုပ်သံမှတ်တမ်းမထုတ်ပြန်နိုင်ရခြင်းကပြည်သူလူထုအကြားတန်တရားစိတ်ကိုကြီးထွားလာစေပါသည်တို့ရတွင်နိုင်ငံတကာအတိုင်းအဝန်ကထိုးချင်းညာချက်ကိုအတိမတ်ပြုပြီးဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွှတ်ပေးရန်စက်တိုက်တောင်းဆိုမှုများပြုလုပ်လာသောဖိအားကိုမင်းအောင်လှိုင်စတင်ရင်ဆိုင်လာရသည်နိုင်ငံတကာတောင်းဆိုမှုကိုမင်းအောင်လှိုင်လုံးဝလှစ်လူရှုထားခြင်းဒေါ်အောင်ဆန်းစုကြည်လုံးဝပျောက်ဆုံးနေခြင်းတို့ကြောင့်အချိန်ကြာမြင့်လာသည့်နှင့်အမျှမလုပ်ရဲတာဘာမှမရှိဟုကြွေးကြော်ခဲ့မှုသောမင်းအောင်လှိုင်အပေါ်ပို၍တန်တရားကြီးထွားလာစေပါသည်ပြင်သစ်ဗြိတိန်ဩစတြေးလျဥရောပသမဂ္ဂအမေရိကန်ဆွစ်ဇာလန်အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံ၏အလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံတို့ကဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိပြန်လွှတ်ပေးရန်ကြေညာချက်များထုတ်ပြန်တောင်းဆိုလျက်ရှိပါသည်အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကဒေါ်အောင်ဆန်းစုကြည်ကိုသူနှင့်ခေတ္တမျှတွေ့ခွင့်ပေးရန်အထိကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါသည်တပြိုင်တည်းတွင်ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဦးထိန်လင်းခေါ်ကင်အရစ်သည်၎င်း၏မိခင်သက်ရှိထင်ရှားရှိနေသည့်ကြောင့်သက်သေပြရန် Proof of Life အမည်ဖြင့်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကိုဦးဆောင်ပြုလုပ်နေပြီးပြင်သစ်သမ္မတအီမန်ဂျူရေမက်ခရွန်အပါအဝင်နိုင်ငံတကာအစိုးရခေါင်းဆောင်များကိုအရေးပေါ်အကူအညီတောင်းခံလျက်ရှိပါသည်မေလ6ရက်နေ့တွင်ဦးထိန်လင်းသည်ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဂျင်းနိုရယ်ဘာရောနှင့်တွေ့ဆုံခဲ့ပြီးပြင်သစ်အစိုးရအနေဖြင့် Proof of Life လှုပ်ရှားမှုကိုထောက်ခံကြောင်းဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးစေကူတာခွင့်ရရှိရေးမိသားစုနှင့်တွေ့ဆုံခွင့်ရရှိရေးတို့အတွက်အလေးထားကြိုးပမ်းသွားမည်ဟုသောခိုင်မာသောရည်တည်ချက်ကိုရရှိခဲ့ကြောင်း၎င်း၏ Facebook စာမျက်နှာမှာထုတ်ပြန်ထားပါသည်
ဦးထိန်လင်းဤတောင်းဆိုမှုမှာရိုးရှင်းလာပါတယ်သူဤမိခင်သက်ရှိထင်ရှားရှိနေသည့်ကြောင့်တတိပြရန်သူကိုစကားပြောခွင့်ပေးရန်သို့မဟုတ်အပြည်ပြည်ဆိုင်ရာချက်ချင်နေတဲ့အ ICRC နဲ့အတင်းအာရမအစားဖြောက်ခြင်းခံရခြင်းဆိုင်ရာကုလသမဂ္ဂကော်မတီကဲ့သို့နိုင်ငံတကာလွတ်လပ်သောအဖွဲ့အစည်းများနှင့်ထွေးဆုံခွင့်ပေးရန်တောင်းဆိုထားပါတယ်လွန်ခဲ့သော9နှစ်တွင်ဒေါ်အောင်ဆန်းစုကြည်ထံမှဦးထိန်လင်းစာတစောင်းသာလက်ခံရရှိခဲ့ပူပြီးယခုအခါမိခင်ဤသတင်းအစနာပင်မရရှိသည်မှာနှစ်နဲ့ချီရှိနေပြီဖြစ်ပါတယ်။စေအုပ်စုထုတ်ပြန်ခဲ့သောဒေါ်အောင်ဆန်းစုကြည်၏ဒုတိယမြောက်တပ်ပုံကိုလေ့လာခြင်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်စီအာနာသိမ်းခဲ့သောမရောက်လိုက်သည့်ထိုနေ့နဲ့ဝေလီဝေလင်းအချိန်တွင်၎င်း၏လက်နက်ကင်တပ်ဖွဲ့များကိုဒေါ်အောင်ဆန်းစုကြည်နေထိုင်သောနေပြည်တော်ဇပူတီတီမြို့နှင့်ဇေယျသိတ်ထိရက်ကွက်မြနန်းဖုံသာလမ်းရှိအစိုးရအဖွဲ့ဝင်ဝင်ကြီးများအစဉ်အိမ်ယာ A33 သို့စေလွှတ်ပြီးဖမ်းဆီးထိန်သိမ်းခဲ့ပါသည်ထိုအချိန်မှစပြီးမင်းအောင်လှိုင်စစ်အုပ်စုသည်ဝါရဖြန့်သတင်းစာမှတက်ဆင့်ဒေါ်အောင်ဆန်းစုကြည်၏တပ်ပုံကိုနှစ်ကြိမ်သာထုတ်ပြန်ခဲ့မှုသည်ပထမတစ်ကြိမ်မှာသမရဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုနေပြည်တော်တွင်နေရာအတိအကျမသိနိုင်သည့်အချင်းယုံစစ်ဆေးမှုပြုလုပ်ရန်ဖန်တီးထားသောတရားရုံးတစ်ခုအတွင်းအမှုရင်ဆိုင်နေစဉ်တပ်ပုံဖြစ်သည်မေလ1ရက်နေ့မြမအလင်းသတင်းစာကထုတ်ပြန်ခဲ့သောတပ်ပုံမှာဒုတိယပုံဖြစ်သည်ထိုတပ်ပုံထွက်ပေါ်လာပြီးမရှိမနှောက်မှပင်မူရင်းတပ်ပုံဟုယူဆရသောဒုရဲချုပ်စောမင်းထိုက်၏မျက်နှာပါဝင်သည့်ပို၍အရေးသွေးကောင်းမွန်သောတပ်ပုံတစ်ခုကိုအေယာဝတီသတင်းဌာနကလက်ခံရရှိထုတ်ပြန်ခဲ့ပါသည်ထိုတပ်ပုံတွင်ဒေါ်အောင်ဆန်းစုကြည်ဝစ်ဆင်ထားသောအဝတ်အစားအုပ်နဲ့ရန်၏ဖွဲ့စည်းတည်ဆောက်ပုံနှင့်ဈေးအယောင်အသုံးပြုထားသောပရိဘောဂပစ္စည်းများချန်ကင်အမျိုးအစားစသည်တို့ကိုအသေးစိတ်လေ့လာစုံစမ်းခဲ့ပါသည်စုံစမ်းရရှိခဲ့သောအချက်အလက်များအရထိုနေအိမ်သည်မင်းအောင်လှိုင်၏ကြီးညာချက်တွင်ဖော်ပြထားသောဒေါ်အောင်ဆန်းစုကြည်ကိုပြောင်းလဲချုပ်နှောင်ပြီးသတ်မှတ်ထားသည့်နေအိမ်တွင်ရိုက်ကူးထားသောဓာတ်ပုံမဟုတ်ကြောင်းသုံးသပ်နိုင်ပါသည်နေပြည်တော်နယ်မြေစစ်စခန်းတစ်ခုအတွင်းရှိလှုပ်ဝက်ချုံနှောင်ထားသောနေအိမ်တစ်ခုတွင်ရိုက်ကူးထားသောဓာတ်ပုံဖြစ်နိုင်ပြီးမိသည့်အချိန်ကာလကရိုက်ကူးခဲ့ခြင်းဖြစ်သည်ကိုအတည်ပြုရန်ခက်ခဲပါသည်တန်တရားဖြစ်ဖွယ်အကောင်ဆုံးအချက်မှာဒေါ်အောင်ဆန်းစုကြည်ဝစ်ဆင်ထားသောအဝတ်အစားဖြစ်သည်ဒေါ်အောင်ဆန်းစုကြည်သည်အဝတ်အစားဝစ်ဆင်မှုကိုအလွန်ဂရုစိုက်သူဖြစ်ပြီးအခြေအနေနှင့်အချိန်ခါပေါ်မှုတည်၍ဂရုတစိုက်ဝစ်ဆင်တတ်သူဖြစ်သည်စစ်တပ်နှင့်ရဲအရာရှိ3ဦးကိုတွေ့ဆုံချိန်နေအိမ်တွင်တဦးတည်းနေထိုင်စဉ်ပေါ်ပေါ်ပဝစ်ဆင်လေးရှိသောအဝတ်အစားကိုဝတ်ထားခြင်းကသူ၏အလေးအကျင့်လုံးဝမဟုတ်ကြောင်းလေးလာသိရှိရသည်ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်ဝစ်ဆင်ထားသောအင်ဂျီသည်2022ခုနှစ်တွင်ပေးပို့ခဲ့သောအင်ဂျီဖြစ်ကြောင်းသိရှိရပါသည်ဒေါ်အောင်ဆန်းစုကြည်သည်အဝတ်အစားဝစ်ဆင်မှုတွင်အလွန်စီကံရှိသူဖြစ်ပြီးတရားရင်ဆိုင်ခဲ့စဉ်တစ်လျှောက်လုံးရှမ်းအင်ဂျီနှင့်ဆင်တူသောအဖြူရောင်အင်ဂျီကိုသာဆွဆွမြဲမြဲဝစ်ဆင်လေးရှိကြောင်းစေအုပ်စုပထမဆုံးထုတ်ပြန်ခဲ့သောဓာတ်ပုံနှင့်ဗီဒီယိုအခြေဆိုင်The Independent သတင်းစာသို့ပေါက်ချခဲ့သောတရားရုံး CCTV မှတ်တမ်းများတွင်တွေ့မြင်ရသည့်ပုံရိပ်များကသက်သေဖြစ်သည်ထိုအင်ဂျီအမျိုးအစားတက်ထဲမှကဒေါ်အောင်ဆန်းစုကြည်တွင်အသင့်ရှိနေသောလည်းစစ်တပ်နှင့်ရဲအရာရှိ3ဦးနှင့်တွေ့ဆုံစဉ်ဝစ်ဆင်ထားခြင်းမရှိခြင်းကထိုတပ်ပုံ၏အစစ်အမှန်ဖြစ်ခြင်းအပေါ်တန်တရားဖြစ်ပွေထပ်မံလေးလာတွေ့ရှိရပါသည်ဒေါ်အောင်ဆန်းစုကြည်သည်အဝတ်အစားဝစ်ဆင်မှုတွင်အလွန်စီကံရှိသူဖြစ်ကြောင်းအာဏာရှင်ဟောင်းတန်းရွှေလက်ထက်နေအိမ်အကျယ်ချုပ်ကျနေစဉ်အတွေ့အကြုံတစ်ခုကသက်သေပြလျက်ရှိပါသည်ထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံရန်တန်းရွှေဆေလွတ်ခဲ့သောပြည်ထရေးဝန်ကြီးဌာနအရာရှိများတွင်အရက်ဝက်တအူပါဝင်လာသည်ဒေါ်အောင်ဆန်းစုကြည်ကသူ့ကိုတရားဝင်တွေ့ဆုံခြင်းဟုတ်မဟုတ်မေးမြန်းပြီးအရာရှိများကတရားဝင်တွေ့ဆုံခြင်းဖြစ်ကြောင်းဖြေကြားသည်ထိုအခါအရက်ဝက်အရာရှိကိုယူနီဖောင်းဝတ်ပြီးပြန်လာခဲ့ရန်တိုက်တွန်းပြီးအရက်ဝက်ဖြင့်ဆိုလျင်တွေ့ဆုံမည်မဟုတ်ဟုညှင်းဆိုခဲ့ပူသည်ထိုအရာရှိကခီးစဉ်တစ်ခုမှထိုက်ရိုက်လာခဲ့ရပြီးယူနီဖောင်းဝတ်ချိန်မရခဲ့ကြောင်းရှင်းပြတော်လဲလက်မခံသဖြင့်ယူနီဖောင်းပြန်ဝတ်ခဲ့ရသည့်အဖြစ်ရှိခဲ့ပူသည်သူကိုယ်တိုင်ထိုကဲ့သို့တွေ့ဆုံမှုများတွင်မြည်သည့်အခါမှနေအိမ်တွင်တဦးတည်းရှိနေစဉ်ဝတ်ဆင်လေးရှိသောအဝတ်အစားဖြင့်တွေ့ဆုံလေးမရှိပါထိုအချက်ကညွန်ပြနေသည်မှာမရောက်လိုက်ထုတ်ပြန်ခဲ့သောနေအိမ်နေရင်ဝတ်လေရှိသည့်အဝတ်အစားဖြင့်ဒေါ်အောင်ဆန်းစုကြည်သည်စေအုပ်စုအရာရှိ3ဦးကိုတွေ့ဆုံနေသောဓာတ်ပုံမှာ Artificial Intelligence AI နည်းပညာဖြင့် deepfake ပြုလုပ်၍မတူညီသောဓာတ်ပုံတစ်ခုကိုပေါင်းစပ်ထားသောဓာတ်ပုံလားဟုသံသယဖြစ်စေပါသည်မြန်မာလင်းသတင်းစာတွင်ဖြတ်တောက်ပြုပြင်၍ဖော်ပြခဲ့သည့်ဓာတ်ပုံ၏မူရင်းဓာတ်ပုံဟုယူဆရသောအေယာဝတီသတင်းဌာနကရရှိထားသောဓာတ်ပုံသည်စေအုပ်စုကပြည်တွင်းမီဒီယာများသို့ပေးပို့ဖော်ပြနိုင်တော်လေ၎င်းတို့ကိုစန့်ကျင်ရက်တီလျက်ရှိသောပြည်ပမီဒီယာသို့ပေးပို့ခဲ့ခြင်းကနိုင်ငံတကာယုံကြည်မှုရလာစေရန်ရည်ရွယ်ချက်ရှိဖြင့်ဂျိုးပန်းခြင်းဟုသုံးသပ်တွေ့ရှိရပါသည်ထိုအချက်ကဒေါ်အောင်ဆန်းစုကြည်ပျောက်ဆုံးနေခြင်းသည်သွေးရိုးသားရိုးမဟုတ်ဘဲသက်ရှိထင်ရှားရှိနေပါသေး၏လို့ဟုတန်တရားကြီးထွားလာစေသည့်အကြောင်းအချက်ဖြစ်ပါသည်အထက်ပါဓာတ်ပုံလေးလာချက်များနိုင်ငံတကာ၏တောင်းဆိုမှုများနှင့်တားငယ်ဦးထိန်လင်း၏ Proof of Light လှုပ်ရှားမှုဖြင့်
မိခင်တက်ရှိထင်ရှားရှိနေကြောင်းတက်တည်ပြရန်တောင်းဆိုမှုများသည့်လွန်ခဲ့သော9နှစ်လုံးဒေါ်အောင်ဆန်းစုကြည်ကိုကဘာကြီးနှင့်အဆက်အသွယ်ဖြတ်တောက်ပြီး၎င်းလူရဲ့ယူငန်ချသောအာဏာတည်မြဲရေးချက်ကုတ်ချက်ခဲကြိုးပမ်းနေသောမင်းအောင်လှိုင်အတွက်သူ၏တိတ်ဆိတ်ခြင်းအတန် The Voice of Silence သည်မိုးချိုးပစ်တန်ခဲ့သောချိန်ချောက်နေပါလိမ့်မည်မင်းအောင်လှိုင်တွင်စစ်ဗိုလ်ချုပ်တယောက်၏တတိသွေးတစ်စက်မျှရှိကြောင်း Proof of Courage ပြသရန်ဒေါ်အောင်ဆန်းစုကြည်ကိုအာဆီယံအထူးကိုယ်စားလှယ်တောင်းဆိုထားသည့်အတိုင်းခိတ္တမျှတွေးခွင့်ပေးရသလားစောင့်ကြည့်ရပေလိမ့်မည်